အခုလေးတွေပဲသတင်းတစ်ခုတက်လာတဲ့အကြောင်းကျွန်မချက်ချင်းထားလုပ်လိုက်တပါတယ်အဲ့ဒါဘာလဲဆိုရင်ဒေါ်နယ်ထရန့်ကနေဗင်နီဇွဲလားကိုတိုက်မယ်ဆိုတဲ့ဟာကရုရှားကလုံးဝ backup အကုန်လုံးကူညီပြီးတော့မှရက်တည်နေရဆိုတော့တိတိနဲ့ကိုတိုက်ပါတော့မယ်အခုသူတို့ဒီပြီးခဲ့တဲ့ရက်တွေမှာကျွန်မသတင်းတင်ပြီးပြီဗင်နီဇွဲလားနဲ့အနည်းဆုံးကာရစ်ဘီယန်ပင်လယ်မှာUSA တွေရဲ့နျူကလ িয়ার ရင်ကုန်တင်မောလေးရောက်နေပြီပြီးအပေါ်မှာလည်းသူတို့ B1 B2 ဝေဟင်ပေါ်မှာ B1 B2 ပေါ်မှာနော်ပုံကျဲလေရင် B1 B2 တွေကအစင်းဖြစ်နေပြီအဲ့ဒါကိုမှဒီနေ့ရုရှားကနေလူပေါင်းအင်အားစစ်တီလူပေါင်းအင်အား200လောက်ယူဆရတယ်သူတို့ပြီးတော့စစ်ထောက်ကူပစ္စည်းစစ်ထောက်ကူပစ္စည်းလက်နက်ပါတွေပါအောင်လက်နက်တွေပေါ့နော်စစ်ထောက်ကူပစ္စည်းအားလုံးတန်50တန်ထက်ပြီးရင်သူတို့ရဲ့ရုရှားရဲ့တိုက်လေရင်တွေကိုအခုဗင်နီဇွဲလားကိုရောက်နေပါပြီတဲ့အဲ့လိုမျိုးဖော်ပြထားပါတယ်ဒီစစ်ပွဲတော့ဘယ်သူမှတားလို့ရမယ့်အနေထားမဟုတ်ဘူးဒါပေမဲ့ဘယ်လောက်အချိန်နေဖြစ်ပြီးတော့မှရုရှားတွေကဘယ်လောက်ပါဝင်ပြီးတော့မှဘယ်လောက်ထိဘက်ကလုပ်ပြီးမလဲဆိုတဲ့ပုံမှာကြည့်ကြမှာပေါ့နော်စိတ်ဝင်စားတဲ့သူများအပေါင်းနဲ့နေပြီးတော့အသေးလေးပေးခဲ့ကြပါအသေးမပေးနိုင်မှာအပေါင်းလေးတော့နေပေးခဲ့ကြပါပေါ့နော်ကျွန်တော်ဆက်ပြီးတဲ့တင်တက်လာတဲ့တင်ပေးပါမယ်အခုဒီသတင်းဌာနကပြောထားတဲ့အတိုင်းဝင်ကျွန်မကဘာသာပြန်တာပေါ့နော်ဘယ်သူမှတားလို့မရတဲ့အနေထားဖြစ်နေပါတယ်တဲ့ဗင်နီဇွဲလားနိုင်ငံကို USA ကနေစပြီးတော့ထိုးစစ်ဆင်มาတော့မယ်တဲ့ဒီစစ်ပွဲကိုတော့ဘယ်သူမှတားလို့ရမယ့်အနေထားမှာတော့မဟုတ်ဘူးရုရှားကလည်းလုံးဝကူညီပြီးတော့မှ तू ကကူညီပြီးတော့ तू ကစစ်ကောအင်အားကူညီမယ်ဆိုတာတိတိနဲ့ကို USA ကချပါတော့မယ်တဲ့အဲ့လိုပြောပါတယ်အဲ့ဒါလေးကို sharing လုပ်ချင်တာပါစိတ်ဝင်စားတော့သူများထပ်ပြီးတဲ့နားထောင်ချင်တဲ့သူများအပေါင်းနဲ့နေပေးခဲ့ကြပါနော်အလုံးမဲ့စိတ်ပေးကြပါစေ bye bye